အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ကိုချမ်းပါချမ်းချမ်းအောင်လို့လည်းမှတ်ထားလို့ရပါတယ်สวัสดีครับทุกคนကျွန်တော်တို့ထိုင်းစာအခြေခံအရေးအဖက်သင်ခန်းစာအခန်း၄အပိုင်း6ထိပြီးသွားပြီးတော့အခုဗီဒီယိုမှာအပိုင်း9ကိုဆက်ပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ်အပိုင်း6အထိကကြတော့အတန်တည်းအတန်ရှင်ဆိုတဲ့သင်ခန်းစာခေါင်းစဉ်အောက်ကနေလေ့လာခဲ့ကြတာဖြစ်ပါတယ်အခုအပိုင်း9ကနေစပြီးတော့သင်ခန်းစာခေါင်းစဉ်အသစ်ဖြစ်တဲ့ဆင့်ဘွားအသက်ကြီးဆိုတဲ့ခေါင်းစဉ်နဲ့ဆက်လက်ပြီးတော့လေ့လာသွားကြမှာဖြစ်ပါတယ်ခင်ဗျာသင်ခန်းစာအသစ်ကိုမစခင်မှာသင်ခန်းစာအဟောင်းတွေကိုတည်တည်ချာချာကြည်ကြည်ညက်ညက်ရပြီးတော့ထပ်တလဲလဲလေ့ကျင့်ထားရပါမယ်သင်ခန်းစာအသစ်ကိုဆက်ပြီးတော့သွားနေတဲ့အချိန်မှာလဲသင်ခန်းစာအဟောင်းတွေမမေ့ပြောက်သွားအောင်ဂရုစိုက်ပြီးတော့မကြပြန်ပြီးတော့တွေးတောတာရေးတာပြောတာဖတ်တာတွေလုပ်ပေးရပါမယ်ခင်ဗျာဒါဆိုလို့ရှိရင်တော့သင်ခန်းစာအသစ်ကိုလည်းအေးအေးဆေးဆေးလွယ်လွယ်ကူကူဆက်ပြီးတော့သွားလို့ရမယ်သင်ခန်းစာအဟောင်းကိုလည်းပဲသင်မိသားတွေမမေ့ပဲနဲ့ဆက်ပြီးတော့ဆွဲခေါ်ထားနိုင်မယ်ဆက်ပြီးတော့မှတ်မိနေမယ်ကျွန်တော်တို့ဥကောင်းတွေကအုံနောက်အကြောင်းကိုသိထားမယ်ဆိုလို့ရှိရင်စာလေ့လာရတာပို့ပြီးတော့လွယ်ကူမယ်စိတ်ခွန်အားပိုရမယ်ကျွန်တော်တို့ရဲ့အုံနောက်ကအသစ်တွေကိုမှတ်ရတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုပင်ပန်းတယ်ဆိုတဲ့ခံစားချက်ကိုပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့မှတ်ဉဏ်အသစ်တွေဖြစ်လို့ပါမှတ်ဉဏ်အဟောင်းဆိုလို့ရှိရင်တော့ဒါကတော့ငါသိပြီးသားကိစ္စပဲဆိုပြီးတော့ပင်ပန်းတာကိုမခံစားရဘူးဒါပေမဲ့အသစ်ဆက်ပြီးတော့လေ့လာတော့မယ်ဆိုလို့ရှိရင်မှတ်ဉဏ်အသစ်ထပ်ပြီးတော့မှတ်ရတာဖြစ်တဲ့အတွက်အုံနောက်ကကျွန်တော်တို့ကိုပင်ပန်းတယ်ဆိုတဲ့ခံစားချက်ကိုပေးပါတယ်ဒါကြောင့်သင်ခန်းစာအသစ်ကိုလေ့လာတဲ့အခါမှာခက်တယ်ပင်ပန်းတယ်ဆိုတဲ့ခံစားချက်ကသဘာဝပဲဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့အုံနောက်ကမှတ်ဉဏ်အသစ်ကိုထပ်ပြီးတော့မှတ်ရလို့ဖြစ်တယ်မှတ်ဉဏ်အသစ်ကနေပြီးတော့မှတ်ဉဏ်အဟောင်းဖြစ်သွားအောင်ဆိုလို့ရှိရင်တစ်ခေါက်မှတ်ထားလေ့လာထားတဲ့သင်ခန်းစာတွေကိုနောက်တစ်ခေါက်ပြန်ကြည့်တာပြန်လေ့လာတာနောက်တစ်ခေါက်စသဖြင့်ကိုယ်မှအချိန်ရှိတဲ့လောက်ပြန်လေ့လာတာလုပ်ပြီးမယ်ဆိုလို့ရှိရင်မှတ်ဉဏ်အသစ်ကနေပြီးတော့မှတ်ဉဏ်အဟောင်းဖြစ်သွားတဲ့အတွက်ကြောင့်ပင်ပန်းနဲ့ခက်တယ်ဆိုတဲ့ခံစားချက်ကတဖြည်းဖြည်းနဲ့နည်းနည်းသွားမှာဖြစ်ပါတယ်ပြီးတော့ပိုမှတ်မိလာမှာဖြစ်ပါတယ်ခင်ဗျအုံနောက်ကမှတ်ဉဏ်အသစ်တွေကိုမှတ်တဲ့နေရာမှာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့စွမ်းအင်20%ကိုအသုံးပြုရတယ်လို့ဆိုပါတယ်ဒီလိုမျိုးစွမ်းအင်ကိုအသုံးပြုရတဲ့အတွက်ကြောင့်အုံနောက်မှာစွမ်းအင်ချွေတာတဲ့စနစ်ဆိုတာလည်းပဲအလိုအလျောက်ပါနေပါတယ်ဒီအလိုအလျောက်စနစ်ကဘာလုပ်တယ်လဲဆိုတော့လူတစ်ယောက်အတွက်အရေးမကြီးဘူးလို့ထင်ရတဲ့မှတ်ဉဏ်ဆိုလို့ရှိရင်သူကအလိုအလျောက်ပြန်ပြီးတော့ဖြတ်ပစ်ပါတယ်ဒါကြောင့်စာလေ့လာတဲ့အခါမှာတစ်ခေါက်ပဲလေ့လာမယ်ဆိုလို့ရှိရင်နောက်ထပ်ပြန်မကြည့်တော့ဘူးဆိုလို့ရှိရင်အုံနောက်ကဒီမှတ်ဉဏ်ကမှတ်တော့မှတ်ပေးထားတယ်ဒါပေမဲ့ထပ်ပြီးတော့ပြန်ကြည့်တာမျိုးပြန်တွေးတောတာမျိုးပြန်စဉ်းစားတာမျိုးမလုပ်တော့တဲ့အတွက်ဒီမှတ်ဉဏ်ကဒီလူအတွက်အရေးမကြီးတဲ့မှတ်ဉဏ်ဖြစ်လိမ့်မယ်လို့အုံနောက်ကယူဆပြီးတော့စွမ်းအင်ချွေတာတဲ့အနေနဲ့အလျော်လျောက်ပြန်ပြီးတော့ဖြတ်ပစ်ပါတယ်စာလေ့လာပြီးပြီဆိုလို့ရှိရင်ပြန်ပြီးတော့မထိမတွေ့တာကြရင်မေ့သွားတယ်ဆိုတာကဒါကြောင့်ဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးမဖြစ်ပဲနဲ့ဒီမှတ်ဉဏ်ကကိုယ့်အတွက်အရေးကြီးတဲ့မှတ်ဉဏ်ဆိုတာကိုအုံနောက်ကသိနေအောင်မလုပ်ရမလဲဆိုတော့ထပ်တလဲလဲလုပ်ရမယ်ဒီနည်းလမ်းပဲရှိပါတယ်စာရကျင်တယ်ဆိုလို့ရှိရင်စာကိုထပ်ခါလုပ်ပါအဲ့တော့သင်ခန်းစာကိုသွားရအောင်နော်သင်ခန်းစာရဲ့ခေါင်းစဉ်ကိုအရင်ရှင်းပြပါမယ်ခေါင်းစဉ်ကตัวสะกดพิเศษตัวสะกดพิเศษตัวสะกดဆိုတာကအသက်ပြီးဖြစ်ပါတယ်พิเศษဆိုတာကအထူးဖြစ်ပါတယ်ခင်ဗျာခေါင်းစဉ်ကိုမြန်မာလိုတိုက်ရိုက်ဘာသာပြန်ရရင်ตัวสะกดพิเศษဆိုတာအထူးအသက်ပြီးလို့အဓိပ္ပာယ်ရပါတယ်အင်္ဂလိပ်လိုကြတော့ extra final consonants လို့ရေးပေးထားပါတယ် final consonant ဆိုတာကအသက်ပြီးဖြစ်ပါတယ်နောက်ဆုံးအဆုံးသက်ပြီးပေါ့လေ extra ဆိုတာကနောက်ထပ်ပေါ့နော်အပိုပေါ့နောက်ထပ်အပိုတွေဖြစ်ပါတယ်အဲ့တော့ထိုင်းလိုကတော့အထူးအသက်ပြီးလို့ပြောတယ်အဲ့ဒါကိုကျွန်တော်မြန်မာလိုခေါင်းစဉ်ပေးတဲ့အခါကျတော့ဆင့်ဘွားအသက်ပြီးဆိုပြီးတော့ပေးပါတယ်။အဲကြောင့်လဲဆိုတော့ကျွန်တော်တို့ရှေ့မှာအခြေခံအသက်ပြီး၈လုံးဆိုပြီးတော့လေ့လာခဲ့ကြတာရှိတယ်။အဲ့ဒီအခြေခံ၈လုံးကနေပြီးတော့ထပ်ဆင့်ပြီးတော့ပွားလာတာဖြစ်တဲ့အတွက်ဆင့်ဘွားအသက်ပြီးဆိုပြီးတော့မြန်မာလိုနာမည်ပေးထားပါတယ်။ဘယ်အသက်ပြီးတွေစီကနေပြီးတော့ပွားလာတယ်လဲဆိုတာတစ်ချက်လောက်ကြည့်အောင်။ကော့ไก่ဆိုတဲ့အသက်ပြီးကနေပြီးတော့ကော့ไก่ขอไข่คอควายคอระฆังဆိုပြီးတော့ပွားလာပါတယ်။ဒေါ်เด็กဆိုတဲ့အသက်ပြီးကနေပြီးတော့ต่อเต่าดอชดาตอประตักจอจานชอช้างทอฐานทอมนโททอผู้เฒ่าทอถุงทอทหารทอธงสอศาลาสอฤษีสอเสือဆိုပြီးတော့ထပ်ပွားလာပါတယ်ပေါ်ပိုင်ไม้အသက်ပြီးကနေပြီးတော့ပေါ်ပိုင်ไม้ปอปลาพอสำเภาพอพันปอฟันဆိုပြီးတော့ထပ်ပွားလာပါတယ်นอหนูအသက်ပြီးကနေပြီးတော့นอหนูยอผู้หญิงนอเนนรอเรือรอลิงรอจุฬาဆိုပြီးတော့ထပ်ပွားလာပါတယ်အခုဒီဗီဒီယိုမှာကသင်ခန်းစာအစလေးကိုပဲအနည်းငယ်ရှင်းပြတာဖြစ်ပြီးတော့နောက်ထပ်ဗီဒီယိုတွေကြာရင်တော့ဆင့်ဘွားအသက်ပြီးတစ်ခုချင်းစီကိုအသေးစိတ်လေ့လာသွားကြမှာဖြစ်ပါတယ်ခင်ဗျာအခုဆက်ပြီးတော့ရှင်းပြမှာကဘာကြောင့်ထိုင်းဘာသာစကားမှာဒီလိုဆင့်ဘွားအသက်ပြီးအထူးအသက်ပြီးတွေရှိနေရတယ်လဲဆိုတာကိုဒီစာပိုက်လေးကိုဘာသာပြန်ကြည့်ပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ်ခင်ဗျာมีคำยืมจากภาษาบาลีสันสกฤตและคำยืมภาษาตะวันตกอื่นๆหลายภาษาในภาษาไทยทำให้
ตัวสะกดมีลักษณะพิเศษที่มีรูปแตกต่างไปจากตัวสะกดภาษาไทยทั่วไปตัวสะกด4กลุ่มต่อไปนี้ထိုင်းဘာသာစကားမှာมีคำยืมจากภาษาบาลีสันสกฤตပါဠိတက္ကသဘာသာစကားနေပြီးတော့မွေးစားထားတဲ့စကားလုံးတွေရှိတယ်နောက်ထပ်คำยืมภาษาตะวันตกอื่นๆหลายภาษาในภาษาไทยအနောက်တိုင်းဘာသာစကားပေါင်းများစွာစီကနေပြီးတော့လည်းမွေးစားစကားလုံးတွေရှိပါတယ်အဲ့ဒီလိုပါဠိတက္ကသဘာသာစကားနဲ့အနောက်တိုင်းကဘာသာစကားပေါင်းစုံကနေမွေးစားတဲ့စကားလုံးတွေအများကြီးရှိနေတဲ့အတွက်အဲ့ဒီလိုရှိနေခြင်းကပဲထိုင်းအခြေခံအသက်ပြည်ကနေပြီးတော့ပိုများပြားတဲ့အထူးအသက်ပြည်တွေဆင့်ပွားအသက်ပြည်တွေကိုဖြစ်ပေါ်လာစေတယ်အဲ့ဒီအသက်ပြည်၄အုပ်စုရှိပါတယ်အဲ့ဒါတွေကတော့ခုနကကျွန်တော်ပြောသွားတဲ့ကောไก่ဒေါ်ဒိတ်ပေါ်ပိုင်မိုင်းနဲ့နော်နူဆင့်ပွားအသက်ပြည်တွေဖြစ်ပါတယ်ဆိုတော့လာမယ့်သင်ခန်းစာမှာဆင့်ပွားအသက်ပြည်တစ်ခုချင်းစီကိုဆက်ပြီးတော့အသေးစိတ်လေ့လာကြမယ်ခင်ဗျာဒီမှာကျွန်တော်တစ်ခုထပ်ပြီးတော့ပြောပြချင်တာကဘာသာစကားလေ့လာတယ်ဆိုတာကရေကူးတင်တယ်လို့မျိုးစပိန်စီတင်တယ်လို့မျိုးပဲကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကကြွက်သားတွေကိုရေကူးမယ်ဆိုရင်လက်ကိုဘယ်လိုထားရမလဲခြေကိုဘယ်လိုထားရမလဲဘယ်လိုလှုပ်ရှားရမလဲဆိုတာကိုလက်တွေ့လေ့ကျင့်ရတာဖြစ်ပါတယ်စာအုပ်ဖတ်ပြီးတော့ online သင်တန်းတက်ပြီးတော့လေ့လာလိုက်ရုံနဲ့အလွတ်ကျက်လိုက်ရုံနဲ့ရတာမျိုးမဟုတ်ဘူးစပိန်စီမယ်ဆိုရင်လည်းဒီလိုပဲလက်ကင်ကိုဘယ်လိုကင်မယ်ခြေကဘယ်လိုနင်းမယ်ဆိုတာကိုကျွန်တော်တို့လက်တွေခြေတွေခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့စပိန်စီခြင်းနဲ့သက်ဆိုင်တဲ့လှုပ်ရှားမှုမှန်သမျှကိုလုပ်ဖို့အတွက်ကြွက်သားတွေကိုလေ့ကျင့်ပေးတာဖြစ်တယ်ဒီလိုလက်တွေ့လေ့ကျင့်မှတကယ်စပိန်စီတက်မယ်တကယ်ရေကူးတက်မယ်ဒီလိုပဲဘာသာစကားတစ်ခုကိုလေ့လာတယ်ဆိုတာကလည်းစကားပြောမယ်ဆိုလို့ရှိရင်စကားပြောတဲ့အင်္ဂါအစိတ်အပိုင်းနဲ့ပတ်သက်တဲ့ရှားပစောင်းတွေနှခမ်းတွေလက်ပင်ထဲကအတန်အိုးတွေဒီအရာတွေကိုလှုပ်ရှားပေးနေတဲ့ကြွက်သားတွေဒီကြွက်သားတွေကိုမှန်မှန်ကန်ကန်လေ့ကျင့်ပေးမယ်ဆိုလို့ရှိရင်ဘာသာစကားတစ်ခုကိုမှန်မှန်ကန်ကန်ပြပြတတ်ပြောဆိုတတ်လာမှာဖြစ်တယ်။နောက်တစ်ခုအရေးကြီးတာကတကယ်လို့ရေးတဲ့နေရာမှာကျွမ်းကျင်ခြင်းတယ်ဆိုလို့ရှိရင်ရေးတာကိုတကယ်လက်တွေ့လေ့ကျင့်ဖို့လိုတယ်။ဖတ်တဲ့နေရာမှာကျွမ်းကျင်ခြင်းတယ်ဆိုရင်စာဖတ်တာကိုတကယ်လက်တွေ့လေ့ကျင့်ဖို့လိုတယ်။စကားပြောတဲ့နေရာမှာကျွမ်းကျင်ခြင်းတယ်ဆိုလို့ရှိရင်စကားပြောတာကိုတကယ်လက်တွေ့လေ့ကျင့်ဖို့လိုအပ်ပါတယ်။ပြီးတော့နားထောင်တာကိုကျွမ်းကျင်ခြင်းတယ်တေချာနားလည်ခြင်းတယ်ဆိုလို့ရှိရင်လည်းတကယ်နားထောင်ဖို့လိုအပ်တယ်။အဲ့တော့အရေးအဖက်အပြောနားထောင်စွမ်းရည်ဒီစွမ်းရည်တွေကိုတကယ်တိုးတက်ခြင်းတယ်ဆိုလို့ရှိရင်စွမ်းရည်တစ်ခုချင်းစီအလိုက်လက်တွေ့လေ့ကျင့်ဖို့လိုအပ်တယ်အဲ့တော့ဘာသာစကားပဲဖြစ်ဖြစ်အခြားသောပညာရပ်တစ်ခုခုကိုပဲဖြစ်ဖြစ်လေ့လာရမယ်ဆိုလို့ရှိရင်ပထမအဆင့်အနေနဲ့သင်ယူခြင်းဆိုတဲ့လုပ်ငန်းစဉ်တစ်ခုဖြတ်တန်းရပါတယ်ဒုတိယအဆင့်အနေနဲ့လေ့ကျင့်ခြင်းဆိုတဲ့လုပ်ငန်းစဉ်တစ်ခုကိုဖြတ်တန်းရပါတယ်အဲ့တော့သင်ယူခြင်းနဲ့လေ့ကျင့်ခြင်းလိုအပ်တယ်ပထမအဆင့်သင်ယူမယ်ဒုတိယအဆင့်လေ့ကျင့်မယ်သင်ယူပြီးတော့မလေ့ကျင့်ဘူးဆိုလို့ရှိရင်လည်းပဲရနိုင်မှာမဟုတ်ဘူးအဲ့တော့သင်ယူခြင်းကိုလည်းလုပ်ရမယ်ပြီးရင်လေ့ကျင့်ခြင်းကိုလည်းပြစ်ထားလို့မရဘူးအဲ့တော့ဒါတွေကအရေးကြီးတယ်ဒါကြောင့်ကျွန်တော်ကတခုတရပြောပြနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့အတူတူအားလုံးစူးစမ်းသွားကြမယ်ဟုတ်ကဲ့ဒီဗီဒီယိုကိုကျွန်တော်ဒီမှာပဲနားလိုက်ပါမယ်နောက်ထပ်သင်ခန်းစာမှာဆက်ပြီးတော့ဆုံကြမယ်အားလုံးပဲအဆင်ပြေကြပါစေကျွန်တော်ဗီဒီယိုသဘောကျတယ်ဆိုလို့ရှိရင် comment မှာတစ်ခုခုရေးသွားပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ